ရှန်ရန်နှစ်ဆက်တရားစုရဲ့ထိတ်တန့်အလုပ်ကျန်းသမားတယောက်ပါပြီးခဲ့တဲ့စက္ကန့်ပိုင်းထိကျွန်တော်ကုမ္ပဏီမှာအချိန်ပိုအလုပ်ဆင်းနေခဲ့တာဒါပေမဲ့နောက်တစ်ချိန်ပြန်လို့လာတဲ့အချိန်မှာတော့နန်းတွင်းထဲကိုရောက်နေခဲ့ပြီးနန်းတွင်းထဲမှာစီကံတွေကအရန်တင်းကျပ်လွန်းတဲ့စကားတခုမှပြောမိတာနဲ့တင်တလန်းချင်းစီကငရဲတွင်းထဲကျသွားနိုင်ပြီးဘေးဒုက္ခတွေနဲ့ကြုံတွေ့ရနိုင်တဲ့ကျွန်တော်ကိုယ်တိုင်လည်းနန်းတွင်းစီကံကိုချိုးဖောက်မိလို့ပြစ်ဒဏ်ပေးခံရတဲ့သူတွေကိုမျက်မြင်ကိုတွေ့ကြတုံးခဲ့ရဘူးတလို့အပြိုင်မှုတွေကြားထဲမှာပတ်သက်မိလို့နန်းတော်ထဲကနေမောင်းထုတ်ခံလိုက်ရတဲ့သူတွေကိုလည်းမြင်ခဲ့ရဘူးလေကံကောင်းတာကကျွန်တော်ငငယ်ကလေးကစာဖတ်ပြီးစာတက်မြောက်ခဲ့လို့ဒီရည်ချင်းကိုအသုံးချပြီးမကြခင်မှာပဲမေတော်ကြီးရဲ့နန်းဆောင်မှာအလုပ်လုပ်ဖို့စီလို့ချင်းခံခဲ့ရတယ်ကျွန်တော်တိလိုက်ပြီးအခွင့်အရေးကောင်းကြီးရောက်လာပြီဆိုတာအသက်ရှင်တန်ဖို့မျှော်လင့်ချက်ကလည်းရှိလာခဲ့ပြီမေတော်ကြီးကနတ်သမီးလေးတစ်ပါးလိုလှပလုံးပြီးတတိုင်းပြည်လုံးမှာအလှဆုံးပဲအသားရည်ကလည်းနှင်းပွင့်လိုဖြူဖွေးနေပြီးမျက်လုံးမျက်ခုံးတွေကလည်းညှို့တက်ပြည့်နေတာပဲကျွန်တော်မျိုးအနေနဲ့မေတော်ကြီးရဲ့အနားမှာကစားခွင့်ရတာတကယ်ပဲဘဝသုံးပါးစာကံကောင်းခြင်းပါပဲမေတော်ကြီးဒီအင်အားနဲ့နှိပ်ပေးတာအဆင်ပြေရဲ့လားခင်ဗျာမေတော်ကြီးဒီလက်ဖက်ရည်ရဲ့အပူချိန်ကအဆင်ပြေရဲ့လားခင်ဗျာမေတော်ကြီးတကယ်လို့ပြင်းနေရဆိုရင်ကျွန်တော်မျိုးမေတော်ကြီးအတွက်အကတပုတ်လောက်ကပြရမလားခင်ဗျာတွေးကြည့်ရင်ပြီးခဲ့တဲ့ဘဝမှာလည်းကျွန်တော်ကလူချစ်လူခင်ပေါ်တဲ့သူတယောက်ပဲလူတွေကိုပြောအောင်ထားနိုင်တာကကျွန်တော်အတွက်တော့အပန်းမကြီးတဲ့အလုပ်တစ်ခုပေါ့တကယ်ပဲထင်ထားတဲ့အတိုင်းကျွမ်းကျင်တဲ့အရေးချင်းနဲ့အပြောဆိုညင်တာမှုတွေကြောင့်ကျွန်တော်မေတော်ကြီးရဲ့သဘောကျမှုကိုရရှိခဲ့ပြီးသူ့ရဲ့အနားမှာနေခွင့်ရခဲ့တယ်ရှန်ရန်လေးမင်းတနေ့ခင်းလုံးအလုပ်ရှုံနေတာကြည့်ရတာချွေးတွေလည်းတုံနေရတယ်မောနေရောပေါ့အရင်ဆုံးခဏလောက်နားလိုက်ပါဦးမေတော်ကြီးကမျက်လုံးကိုအသားလေးဖွင့်ပြီးချွေးတွေရွှဲနေတဲ့ကျွန်တော်ကိုကြည့်လိုက်တယ်နှက်ခမ်းထောင်းကနေနှွေးထွေးတဲ့အပြုံးတစ်ခုကိုပြုံးပြရင်းပေါ့ကျွန်တော်လည်းမေတော်ကြီးရဲ့ခြေထောက်ကိုမလွတ်ချင်ပဲနဲ့လွတ်လိုက်ရတယ်မေတော်ကြီးကိုကျေးဇူးတင်ပါတယ်ခင်ဗျာရှန်ရန်လေးမင်းဝတ်ထားတဲ့ဒီအပြာရောင်ဝတ်စုံကကြည့်ရတာမျက်စိနောက်ဆရာကြီးခဏနေရင်ချင်းဟော်နဲ့တူတူသွားပြီးအနီရောင်ဝတ်စုံတစ်ထည်သွားထုတ်ပြီးလဲဝတ်လိုက်ပါဒီစကားကိုကြားလိုက်ရတဲ့အခါကျွန်တော်ဟာကိုနားကိုတော့မယုံနိုင်တော့အောင်ဖြစ်သွားရတဲ့ဝတ်ယုံကြီးဆိုတာကပစ္စမအဆင့်နဲ့အထက်ရှိတဲ့မိမဆိုးကြီးတွေမှာဝတ်ဆင်ခွင့်ရှိတာလေအခုကျွန်တော်ဝတ်ထားတဲ့ဝတ်ယုံပြကတော့အနှိမ့်ဆုံးအဆင့်ပဲဖြစ်ပါတယ်နန်းတော်ထဲမှာလမ်းလျှောက်ရင်တော့လူကုန်ထမ်းတွေကိုတိုက်မိမှာစိုးရင်လို့နေရန်ကပ်ပြီးသွားရတာပါမေတော်ကြီးရဲ့ဆုလက်အတွက်ကျေးဇူးတင်လာပါတယ်မေတော်ကြီးရဲ့အလေးပေးမှုကိုကျေးဇူးတင်လာပါတယ်နောင်ကိုဒီကျွန်တော်မျိုးဟာအသက်ရှင်ရင်လည်းမေတော်ကြီးရဲ့လူသေးရင်လည်းမေတော်ကြီးရဲ့တစေပဲဖြစ်ပါမယ်မင်းမှာဒီလိုစိတ်နေသဘောထားရှိတာကိုငါကိုတော့တိတ်ပြီးဝမ်းမြောက်မိတယ်ဒါပေမဲ့မှတ်ထားပါငါကိုတော့ဟာအစားလဲစားတစ္ဆာလဲဖောက်တဲ့ခွေးတိရစ္ဆာန်တွေကိုအမုန်းဆုံးပဲငါကိုတစ္ဆာဖောက်တဲ့သူတွေကဘယ်တော့မှဆုံးတတ်မကောင်းကြဘူးမင်းနားလေရဲ့လားစကားပြောနေရင်းနဲ့ပဲသူမရဲ့မျက်နှာထက်ကအပြုံးတွေကချက်ချင်းပြောက်ကွယ်သွားပြီးအကြည့်တွေကရေခဲလိုအေးဆက်ဆူချသွားခဲ့တယ်အဲ့ဒီလိုယာရုအာနာအရှိန်ဝါကြောင့်ထွက်ပေါ်လာတဲ့ဖိအားတွေကကျွန်တော်တကူလုံးကိုချမ်းစိတ်သွားစေခဲ့ပါတယ်ကျွန်တော်မျိုးနားလေပါပြီကျွန်တော်မျိုးအမြဲတမ်းတစ္ဆာစောင့်တည်ပြီးဘယ်တော့မှစိတ်နှက်ခွမရှိပါဘူးကျွန်တော်ဟာချန်ပီယံပေါ်မှာ West သွားပြီးအသက်တော်ဝါမှရှူရဲခဲ့ပါဘူးဒီမျိုးသမီးကမျက်နှာပြောင်းတာစောက်စာမျက်နှာလှန်တာထက်တောင်မြန်ပါသေးတယ်ပြီးခဲ့တဲ့စက္ကန့်ပိုင်းကပဲပြုံးရွှင်နေပြီးအခုကျတော့ချက်ချင်းလူတက်တော့မဲ့အလားဖြစ်နေပြီဒါပေမဲ့လည်းကျွန်တော်နားလေပေးနိုင်ပါတယ်ဒီနန်းတွင်းထဲမှာလူတွေရဲ့စိတ်ကအပေါ်ရန်တစ်မျိုးအတွင်းတစ်မျိုးမို့မပြတ်သားရင်တော့စောစောစီစီတေးကြီးပျက်စီးသွားမှာပဲမေတော်ကြီးဟာသူမရဲ့ခြေထောက်တော်ကိုကျွန်တော်ရဲ့ပခုံးပေါ်ကိုပြန်တင်လိုက်ပြီးနှက်ခမ်းတွေကိုဟက်ကာပြောလိုက်ပါတယ်ဝေကျုံဆိုတဲ့ခွေးတရိတ်ဆန်ကကျင်စုံကငါအနားမှာဆေးလွတ်ထားတဲ့သူရှုပဲနေတိုင်းငါမျက်စိရှိမှလာပြီးလှုပ်ရှားနေတာမြင်ရတာစိတ်ရှုပ်ဖို့ကောင်းလိုက်တာမင်းမှာသူ့ကိုချမ်းလောနန်းဆောင်တဲ့ကနေလွှတ်ထွက်သွားအောင်လုပ်နိုင်မယ်နည်းလမ်းရှိမလားကျွန်တော်ကသူမရဲ့ခြေဝါးလေးကိုပြန်လဲပွေ့ချပြီးတစ်ဖက်ကလည်းတာတာယာယာနှိမ့်နေပေးရင်အခြားတစ်ဖက်ကတော့အမြန်ပဲစဉ်းစားနေမိတယ်ဝေကျုံကအေဂရိရဲ့ယုံကြည်ရတဲ့လူမျိုးတယောက်ဖြစ်ပြီးစူးလင်ဝါရဲ့လှုပ်ရှားမှုနဲ့အပြောဆိုအမှုရာမှန်သမျှကိုစောင့်ကြည့်ဖို့တီးတန့်တာဝန်ပေးထားတာဖြစ်တယ်မေတော်ကြီးကမေတော်ကြီးတစ်ပါးဖြစ်နေပေမဲ့လည်းအေဂရိရဲ့မွေးမိခင်ရင်မဟုတ်ပဲကျင့်ဝတ်ရှောင်းကျန်ရွံရဲ့မိခင်ပဲဖြစ်ပါတယ်ရှောင်းကျန်ရွံကတော့စစ်တီအင်အားတသိန်းကိုလက်ဝဲပိုင်ဆိုင်ထားပြီးယွန်းကြကိုဒေတာကိုစောင့်ရှောက်နေတဲ့သူဖြစ်တာကြောင့်နန်းတွင်းထဲမှာဩဇာအာဏာအင်မတန်ကြီးမားလာတဲ့အေဂရိကတော့ဒီသားမိနှစ်ယောက်ကိုနှီးမျိုးစုံနဲ့တန်တရားဝင်ပြီးအမြဲတစေတတိထားစောင့်ကြည့်နေတာပေါ့မေတော်ကြီးကျွန်တော်မျိုးရဲရဲဝံ့ဝံ့ပဲရှောက်တင်မရစေဒီဝေကျုံကအေဂရိရဲ့သူရှိုဖြစ်နေတာကြောင့်ကျွန်တော်တို့တွေသူ့ကိုမောင်းထုတ်လိုက်ရင်တော့မှအေဂရိကမေတော်ကြီးကိုစောင့်ကြည့်ဖို့တခြားသူရှိုတွေကိုထက်လွတ်အောင်ပါပါဒါကယောဂရဲ့အမြင့်ကိုမကူပဲအပေါ်ယံပဲကုသတယ်လို့ဖြစ်နေပါလိမ့်မယ်ဒါဆိုမင်းရဲ့အမြင်ကဘာလဲကျွန်တော်ကောင်းမော်ပြီးသူမရဲ့လှပတဲ့မျက်ဝန်းတွေကိုကြည့်ရင်ပွန့်ပွန့်လင်းလင်းပဲပြောလိုက်တယ်စီးယုံတာကိုအတိကထားပြီးချင်းချောက်တာကိုအရန်အဖြစ်သုံးရပါမယ်သူ့ကိုကျွန်တော်တို့လူဖြစ်အောင်လုပ်ပြရပါမယ်မေတော်ကြီးရဲ့မျက်ဝန်းတွေကဝင်းလက်သွားပြီးအသေးစိတ်ပြောစမ်းပါဦးဘလို့စီးယုံပြီးဘလို့ချင်းချောက်ရမှာလဲလို့မေးတယ်မေတော်ကြီးကိုရှောက်တင်ရရင်လူသားမှန်သမျှမှာအားနည်းချက်ရှိစမြဲပါငွေမက်တာပဲဖြစ်ဖြစ်အလှပမက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်မိသားစုအပေါ်တန်ရောစင်ကြီးတာပဲဖြစ်ပေါ့ကျွန်တော်တို့တွေဝေကျုံရဲ့အားနည်းချက်ကိုရှာတွေ့နိုင်တဲ့၍တော့သူ့ကိုလွယ်လွယ်ကူကူပဲထိန်းချုပ်နိုင်ပြီးကျွန်တော်တို့စေခိုင်းသမျှလှုပ်ဆောင်လာအောင်ဖန်တီးနိုင်ပါလိမ့်မယ်မေတော်ကြီးကကျေနပ်အားရစွာနဲ့ခေါင်းတင်းငိမ့်ငိမ့်လုပ်ပြီးနောက်ချက်ချင်းပဲအမိန့်ပေးလိုက်တယ်မောချန်စကားလဲဆုံးရောအရေးမီတစ်ခုကတစေတကောင်လူမျိုးကျွန်တော်ရဲ့ဘေးနားမှာချက်ချင်းရောက်ရှိလာတယ်ဘလောက်တောင်မြန်တယ်လဲဆိုရင်ကျွန်တော်တော်တော်လေးလန့်သွားရတယ်တေချာဆိုင်ကြည့်လိုက်တော့ရောက်လာတဲ့သူကနတ်မောင်နဲ့မျိုးသမီးအရာရှိဝတ်စုံကိုဝတ်ဆင်ထားပြီးမျက်နှာကြားကတော့ပြက်သားပြီးအေးဆက်လပ်ပါနေကအရက်မောင်လဲမြင်မာလာတဲ့သူမရဲ့တကိုယ်လုံးကနေလူသူအနားမကက်ရဲတဲ့အငွေ့သက်တွေထွက်ပေါ်နေတာကြောင့်သူမဟာလူသက်ရာမှာလက်မနေတဲ့တိုင်းပညာရှင်အစင်းမြင့်မာသူတယောက်ဖြစ်တယ်ဆိုတာကျွန်တော်တစ်ချက်ကြည့်ုံနဲ့တင်သိလိုက်ရတယ်မောချန်ကဒူးတစ်ဖက်ထောက်ပြီးဂါရဝပြူရင်အေးဆက်တဲ့အတန်းနဲ့ဘာခန်းစားချက်များမပါပဲရှောက်တင်လိုက်တဲ့တခင်ကြီးအမိတ်ပေးပါဝေကျုံရဲ့အနောက်ကျောင်းကိုသွားဆောင်စမ်းပါကျမသူ့ရဲ့နောက်ကျောင်းအကုန်လုံးကိုသိချင်တယ်အထူးသဖြင့်သူ့ရဲ့အားနည်းချက်ပေါ်တစိုးတစီတောင်ချမ်းမထားခဲ့နဲ့တနာကြီးကြာပြီးနောက်မောချန်ကဂရိအတိုင်းပြန်ရောက်လာပြီးမေတော်ကြီးကိုစုံစမ်းရရှိတဲ့ရလဒ်တွေကိုအတန်တိုးတိုးနဲ့အစီရင်ခံပါတယ်ဝေကျုံမှာသူတယောက်ရှိတာပဲသူကဝေကျုံရဲ့တူးလေးသောဆွေမျိုးဖြစ်တယ်လို့သူ့ရဲ့အသက်သွေးကြောလည်းဖြစ်ပါတယ်အခုလောလောဆယ်နန်းတော်အပြင်ဘက်ကတီးတန့်ကျောင်းတစ်ခုမှာစတင်နေပြီးဝေကျုံကတိတ်တဆိတ်ထောက်ပံ့ပေးထားတာပါကျမစိတ်ထဲကနေဝမ်းသာသွားမိတယ်ဒါဟာဝေကျုံကိုဖန်ဆုပ်ဖို့ကျမတို့အတွက်အလှည့်ပြောင်းမယ်နောက်တော့ကျမကမေတော်ကြီးကိုအစီအစဉ်အသေးစိတ်ရှင်းပြခဲ့ပါတယ်အရင်ဆုံးဝေကျုံရဲ့တူကိုတိတ်တဆိတ်ထိန်းချုပ်ထားပြီးဒါကိုဓာတ်စာခံလို့ကဝေကျုံကိုအញ្ញံခံခိုင်းမယ်တစ်ချိန်တည်းမှာပဲသူ့ကိုအကျိုးမြတ်တွေပေးပြီးကျမတို့အပေါ်လုံးဝတစ္ဆာရှိလာအောင်လုပ်မယ်မေတော်ကြီးကကြားတော့ခေါင်းတငင်းငင်းနဲ့သဘောကျပြီးကျမရဲ့အကြံဉာဏ်ကိုလက်ခံဖို့ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်မောချန်ကိုလည်းတိတ်တဆိတ်သွားပြင်ဆင်ဖို့ညွှန်ကြားလိုက်တယ်ချန်လဲနန်းတော်ကနေထွက်လာတော့ကျမတက်ပြင်းရှိကြီးတစ်ချက်ချလိုက်မိတယ်
ဒီ3ရက်အတွင်းအတူတူဖြတ်တန်းခဲ့ရကနေစုလင်ဝါရဲ့စိတ်နေစိတ်ထားကိုလည်းကျမအကဲခတ်မိသွားတဲ့ရုပ်ရည်ကတော့ကကင်းဝေးပြီးလှပပေမဲ့စိတ်တဘောထားကနက်နဲတယ်ပြတ်သားပြီးရက်ဆက်တက်တယ်မြောက်ပြောတာကိုကြိုက်ပေမဲ့တိတ်ခါကိုအင်မတန်လေးထားတတ်တယ်ရုပ်တရက်ကြည့်ရင်အေးဆက်လှပနေပေမဲ့အမှန်တော့အတွင်းစိတ်ကဟာလာဟင်းလင်းဖြစ်နေပြီးနန်းတွင်းထဲမှာပိတ်မိနေတဲ့တနာစရာလူတစ်ယောက်ပါအခုကျမလုပ်ရမှာကသူ့ရဲ့ယုံကြည်ရတဲ့လူဖြစ်အောင်လုပ်ပြီးသူ့ကိုပြောအောင်အစွမ်းကုန်စူးစမ်းဖို့ပဲဒါမှသူကျမအပေါ်ပိုပြီးမခွဲနိုင်မခွာရဖြစ်လာမှာစောစောကအတူရှိနေချိန်မှာကျမကပရိယေလေးနည်းနည်းသုံးပြီးအလိုက်ထိုက်စကားလေးတွေပြောခဲ့လို့သာသူကအကာအကွယ်တွေရှော့ချပြီးရှာရှာပါပါနူးညံ့တဲ့အမူအရာပြသခဲ့တာကြည့်ရတာဒီနန်းတော်ထဲမှာကျမကောင်းကောင်းရှင်းတတ်နိုင်ဖို့ဆိုရင်ဒီလှပတဲ့မေတော်ကြီးကိုအပိုင်းချုံနိုင်ဖို့ကနေဆက်ရတော့မှာပဲကျမစုလင်ဝါရဲ့အနီးကပ်အစီခံမလေးချင်းဟဲကိုရှာတွေ့ခဲ့ပြီးနန်းတွင်းရဌာနကိုလာစာနဲ့ဝစ်စုံတွေတွားထုတ်ဖို့သူမနဲ့အတူလိုက်သွားခဲ့တဲ့ချင်းဟဲကချစ်စရာကောင်းပြီးတွက်လက်တက်ကြွတဲ့မင်းကလေးပါသူမကကျမကိုကြည့်ပြီးမယုံကြည်နိုင်တဲ့မျက်နှာပေးမျိုးနဲ့ကြည့်နေမိတယ်။ရှောင်းရှင်းစီမေတော်ကြီးကမင်းကိုဝိယုံနေတကယ်ဆုချတာပဲမင်းရောက်တာ3ရက်ပဲရှိသေးတာလေဒါမျိုးကတခါမှမရှိဘူးချင်းဟဲအမကနတ်သမီးလေးလို့လှတာကိုကျွန်တော်မျိုးကဘယ်လိုလုပ်ညာရဲပါမလဲမင်းစကားတက်လုံးလို့မေတော်ကြီးလည်းမင်းရဲ့ဒီနှုတ်ခမ်းကြောင့်ပဲပျော်သွားတာဖြစ်ရမယ်တွားကြဆိုငါမင်းကိုဝိယုံတွားထုတ်ပေးမယ်မေတော်ကြီးရဲ့အမိတ်ပြရှိနေတော့ဘယ်သူမှငါတို့ကိုရံမမှုရဲပါဘူးကျွန်တော်တို့အတူတူနန်းတွင်းရေးရဆောင်ကိုတွားခဲ့ကြတယ်မေတော်ကြီးရဲ့အမိတ်ပြလက်ထဲမှာရှိနေတော့အဲ့ဒီကြီးကျယ်ရဲ့အထိန်တော်တွေကမလေးမစားမလုပ်ရဲကြဘူးလက်တွက်ခြေတွက်နဲ့ပဲကျွန်တော်အတွက်လှုပ်ထုံးလုပ်နည်းတွေလုပ်ပေးကြတယ်ပြီးတော့အပူဆောင်အနေနဲ့တက်ရက်တဲ့အတွင်းခံအဝတ်စားတစ်စုံမှာပြင်ဆင်ပေးသေးတယ်ဒါတင်မကသေးဘူးမေတော်ကြီးကကျွန်တော်ကိုချန်လော့နန်းဆောင်အပြင်ဘက်ကအဆောင်ထဲတစ်ခုမှာနေဖို့ပါအထူးစီစဉ်ပေးခဲ့တယ်ဒါကအနီးကပ်ကစားရတဲ့အထိန်တော်ကြီးတွေမှာရနိုင်တဲ့အခွင့်အရေးမျိုးပဲတာမန်ထိန်တော်တွေဆိုနားကပ်ဖို့တောင်အရေးချင်းမရှိကြဘူးကျွန်တော်အဆောင်ကိုတင်ဆဲပြီးတေးချပြင်ဆင်ဖို့လုပ်နေတော့မှပဲလူတစ်ယောက်ဆိုအတင်းဝင်လာခဲ့တယ်ရှောင်းရှင်းစီဝေထိန်တော်ကြီးကမင်းကိုနန်းတွင်းရေတွင်းတွေတွားရှင်းဖို့ပြောတယ်ရှင်းလင်းပြီးရင်အင်တာတွေကိုပါပြောင်းစင်အောင်ဆေးပြစ်လိုက်မြန်လို့အချိန်မနှောက်နေစေနဲ့ဒီလူကဝေထိန်တော်ကြီးရဲ့မွေးစားသားရှောင်းရည်စီပဲဖြစ်တယ်နေတိုင်းမောက်မှာရိုင်းဆိုင်ပြီးအတိရောက်လာတဲ့အထိန်တော်တွေကိုပဲနှိပ်စက်လေးရှိတယ်အရင်ကအဝတ်လဲဆောင်မှာဆိုကျွန်တော်သူ့ကိုမြင်တာနဲ့လမ်းဖယ်ပေးခဲ့ရတယ်ဒါပေမဲ့အခုတော့မတူတော့ဘူးကျွန်တော်ကမေတော်ကြီးဘေးနားကလူပဲဝတ်ထားတာကလည်းဝိယုံကြီးဖြစ်နေပြီးသူ့ရဲ့နှိပ်စက်တာကိုဘယ်ခံတော့မလဲအရင်ကဆိုရင်တော့ကျွန်တော်ကရိုးရိုးတေးတေးနဲ့တွားလုပ်ပေးမိမှာပဲဒါပေမဲ့အခုတော့မဟုတ်တော့ဘူးမတွားဘူးဟောပြမေတော်ကြီးနဲ့စကားစာနာနှခုံးလောက်ပြောခွင့်ရရုံနဲ့တတိတွေကောင်းနေတာပေါ့ဝေထိန်တော်ကြီးရဲ့အမိန့်ကိုတော့မနာခံရဲဘူးလားမင်းသိချင်နေပြီထင်တယ်ညီရောလားရှောင်းရီစီကလည်းဂျင်မီနဲ့တူပဲလက်တီအဝိမာတင်ရိုက်ချက်ကရောက်လာတယ်ကျွန်တော်ကကြိုတင်ကာကွယ်ထားပြီးသားမှုဘေးကိုရှောင်လိုက်တယ်တပြိုင်နက်တည်းမှာပဲခြေထောက်တစ်ဖက်နဲ့သူ့ဘက်ကိုကန်ထည့်လိုက်တယ်ရှောင်းရီစီကမမျောလင့်ပဲခံလိုက်ရတာမို့ကျွန်တော်ကန်ချက်ကြောင့်နောက်ကိုတရုတ်တိုက်လန်ကျသွားပြီးမြေပြင်ပေါ်လဲကျသွားတယ်နာကျင်လုံးလို့မျက်နှာပြတ်သွားတာပေါ့ကျွန်တော်ကအခွင့်ကောင်းယူပြီးရှေ့တိုးသွားကသူ့ကြောပေါ်ခွာစီလိုက်တယ်ပြီးတော့သူ့ကောင်းကိုဘဲပြန်ညာပြန်ဆက်မပြတ်ထိုးနှက်တော့တာပဲနှာခေါင်းသွေးတွေထွက်လာတဲ့အထိအပြင်းထန်ရိုက်နှက်လိုက်တယ်မင်းရိုက်ရဲတယ်ပေါ့မင်းတီလာငါရဲ့အဖေရင်းကမင်းရဲ့အရေးကွန်းကိုခွာပြီးရေတွင်းထဲပစ်ချလိုက်မယ်အားတော်ကြအောင်ထက်ရိုက်လိုက်တော့ရှောင်းရီစီလဲနောက်ဆုံးမှအညံ့ခံသွားရတယ်အကိုကြီးရိုက်ပါနဲ့တော့ကျွန်တော်သွားစိတ်ပါမယ်သွားမယ်ဒီလိုပြောရင်ပြီးနေတာကြပြီကျွန်တော်ကတော်ရုံနဲ့ရက်လိုက်တယ်ရှောင်းရီစီကတော့မြေပြင်ကနေလူးလက်ထလာပြီးခေါင်းကိုပို့ရင်ကျွန်တော်ကိုမကြေမချမ်းနဲ့စိုက်ကြည့်နေတဲ့ရှာတောင်ရှမ်းတတိထားနေလိုက်မင်းစောင့်နေလိုက်ငါအခုပဲငါအဖေရင်းစီတွားရှာတော့မှသူမင်းကိုကောင်းကောင်းကြီးဆုံးမလိုက်မယ်မင်းတေဖို့တာပြင်ထားတော့သူပြတယ်လဲထွက်ပြေးသွားတဲ့ကြောပြင်ကိုကြည့်ပြီးကျွန်တော်မျက်ဝန်းတွေအေးဆက်သွားတယ်ရှောင်းရီစီဝေကျုံမင်းတို့ကကိုယ့်ဘက်ကနေစပြီးပြဿနာရှာလာမှတော့ငါဘက်ကမညာရဘူးဆိုပြီးလာမပြောနဲ့ဒီချီချန်မျိုးကဒီနေ့ကစပြီးမင်းတို့တောင်းကျင်တိုင်းတောင်းကျလို့ရမယ့်နေရာမဟုတ်တော့ဘူးတကယ်ပဲနိုင်ဝက်တောင်မပြည့်ခင်မှာရှောင်းရီစီကတုတ်တော့ဒီကိုစီကင်ထားတဲ့လက်ပါစီ၄ယောက်ကိုခေါ်ပြီးဒေါသတကြီးနဲ့ပြန်ရောက်လာတယ်ဟာရှောင်းရှမ်းအခုတူးထောက်ပြီးအတနာခံစမ်းငါခြေခွင်အောက်ကနေတွားသွားရင်ငါအဖေရင်းကမင်းကိုအဖြစ်ကနေရှုပ်ပုတ်ပေးဖို့ငါပြောပေးဦးမယ်မဟုတ်ရင်တော့ဒီနေ့မင်းရဲ့လက်တွေခြေထောက်တွေကိုကျိုးစေရမယ်ကျွန်တော်နာမည်ကရှန်ရန်21စုရဲ့ထိတ်တန့်အလုပ်ကျန်းသမားတစ်ယောက်ပါပြီးခဲ့တဲ့စက္ကန့်ပိုင်းထိကျွန်တော်ကုမ္ပဏီမှာအချိန်ပိုအလုပ်ဆင်းနေခဲ့တာဒါပေမဲ့နောက်တစ်ချိန်ပြန်လို့လာတဲ့အချိန်မှာတော့နန်းတွင်းထဲကိုရောက်နေခဲ့ပြီးနန်းတွင်းထဲမှာစီကံတွေကအရန်တင်းကျပ်လွန်းတဲ့စကားတစ်ခုမှပြောမိတာနဲ့တင်တလန်းချင်းစီကငရဲတွင်းထဲကျသွားနိုင်ပြီးဘေးဒုက္ခတွေနဲ့ကြုံတွေ့ရနိုင်တဲ့ကျွန်တော်ကိုယ်တိုင်လည်းနန်းတွင်းစီကံကိုချိုးဖောက်မိလို့ပြစ်ဒဏ်ပေးခံရတဲ့သူတွေကိုမျက်မြင်ကိုတွေ့ကြတုံးခဲ့ရဘူးတလို့အားပြိုင်မှုတွေကြားထဲမှာပတ်သက်မိလို့နန်းတော်ထဲကနေမောင်းထုတ်ခံလိုက်ရတဲ့သူတွေကိုလည်းမြင်ခဲ့ရဘူးလေကံကောင်းတာက